ဘာကြောင့် developer တွေက project price ကိုအဆင့်လိုက်တိုးမြင့်ရောင်းချလေးရှိကြလဲဆိုတာကိုရှင်းပြပေးပါမယ်။ customer တွေတော်တော်များများကပြီးခဲ့တဲ့လမှာဒီဈေးမဟုတ်ဘူးအခုဘာကြောင့်မလို့ဈေးတက်သွားလဲဆိုတာမေးလေးရှိကြပါတယ်။အဲ့တော့ developer အများစုက project တစ်ခုကိုစပြီးတော့မှဈေးကွက်ထဲမှာ launch လုပ်မယ်ဆိုလို့ရှိရင်ဈေးတစ်ထစ်ထဲမှာသူတို့ကရောင်းကြတာမျိုးမဟုတ်ဘဲနဲ့အများစုက fixed pricing တော့မလို့ရှိရင် progressive price ကိုအဓိကတုံးပြီးတော့မှတုံးလေးရှိကြပါတယ်။ projectတွေကိုကျွန်တော်တို့ဈေးကွက်ထဲမှာချမယ်ဆိုလို့ရှိရင်သူကအရင်ဆုံး market ကိုစံတက်တဲ့အနေနဲ့ပထမအဆုံးပိုင်ရတွေကိုဆွဲဆောင်ဖို့ promotion price တွေကိုပေးလေးရှိကြတယ်အခန်းတွေကအကယ်၍များပို့ပြီးမှရောင်းအားကောင်းလာတယ်တော့မလို့ရှိရင်ရွေးချယ်စရာအခန်းတွေနည်းလာတယ်တော့မလို့ရှိရင်ကျွန်တော်တို့ဒီ construction progress ကပို့ပြီးတိုးလာတယ် market confidence ကပို့ပြီးကောင်းလာတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဈေးတွေကတဖြည်းဖြည်းတက်လာလေးရှိကြပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ project တိုင်းကတော့သူကဈေးတက်မယ်လို့တော့မဆိုလိုပါဘူးတကယ် demand ကိုမရှိတဲ့ project တွေကကြောက်လို့ရှိရင်တော့သူက discount တော့မလို့ရှိရင် gift တော့မလို့ရှိရင် promotion တွေကပို့ပြီးမှပေးလေးရှိကြတယ်ဒါကြောင့်မလို့ဒီ project ကဈေးတက်မလားလို့မေးတာထက်ဒီ project မှာဈေးတက်နိုင်မဲ့အကြောင်းရင်းရှိတက်လားဆိုတဲ့ဟာကိုမေးတာကပိုပြီးမှန်ပါတယ်ကျေးဇူးတင်ပါတယ်